မင်္ဂလာပါရှင် skin care ကိုချစ်တဲ့သူလေးတွေအားလုံးသိထားတဲ့ hyaluronic acid အကြောင်းပြောပြပေးမယ်နော် hyaluronic acid ဆိုတာလူတိုင်းကြားဘူးနေကြဖြစ်ပြီးလူကြိုက်များတဲ့ skin care ပစ္စည်းတစ်ခုပါဒါကခေတ်စားလို့သုံးရတာမျိုးမဟုတ်ပဲတကယ်ကိုမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုပါဘာလို့လဲဆိုတာကြည့်လိုက်ရအောင်နော် hyaluronic acid ဆိုတာဘာလဲhyaluronic acid ဆိုတာကျမတို့ရဲ့အရေပြားမျက်လုံးနဲ့အဆစ်တွေမှာတဘာဝအတိုင်းရှိနေတဲ့ဓာတ်တစ်မျိုးပါသူကရေဓာတ်ကိုတန်လိုက်လို့ဆွဲဆောင်နိုင်ပြီးသူ့ရဲ့အလေးချိန်ထက်အဆ1000အထိရေကိုထိန်းထားနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့ရဲ့အသားရည်ကိုရေဓာတ်ပြေဝပြီးစိုးပြေတောက်ပနေစေတာပေါ့။သူက humectant ဖြစ်လို့အရေပြားပေါ်မှာတင်ရှိမနေပဲရေဓာတ်ကိုဆွဲယူပြီးအရေပြားထဲမှာထိန်းထားပေးပါတယ်။ဘလို့အလုပ်လုပ်တယ်လဲ။ hyaluronic acid ရဲ့ molecule လေးတွေဟာရေကိုဆွဲဆောင်စုစည်းပြီးအရေပြားပေါ်မှာအကာအကွယ်လွှာတစ်ခုဖန်တီးပေးတဲ့ရေမြုပ်သေးသေးလေးတွေနဲ့တူပါတယ်။ဒါကတနေကုန်အသားရည်ကိုဆိုးစွတ်နေစေပြီးအရေးအကြောင်းတွေကိုလျော့ပါသက်သာစေပါတယ်။အသားရည်ကိုနှုတ်ပြိုပြီးစိုးပြေတင်းရင်းနေစေမှာပါ။ဘာလို့သင်အသားရည်က hyaluronic acid ကိုကြိုက်တာလဲ။ hyaluronic acid ကဘာတွေကူညီပေးတယ်လဲဆိုတော့ရေဓာတ်ကိုကြာရှည်စွာထိန်းပေးတယ်။အသားရည်ရဲ့ elasticity ကိုတိုးတက်စေတယ်။တဘာဝအတိုင်းနှုတ်ပြိုတောက်ပစေတယ်။ညဉ့်ညမ်းမှုနဲ့နေအောင်ကြည်တံကနေကာကွယ်ပေးတယ်ပြီးတော့သူကအသားရည်မျိုးစားအားလုံးအတွက်အဆင်ပြေပါတယ်။၆တွေးတဲ့အသားရည်အစီပြန်တဲ့အသားရည်ထိခိုက်ရွယ်တဲ့အသားရည်တွေပါမကျန်အကုန်သုံးလို့ရပါတယ်။မှန်ကန်တဲ့ product ကိုဘယ်လိုရွေးမလဲ။ hyaluronic acid ထုတ်ကုန်တွေအများကြီးရှိပါတယ်။ serums တွေကရေဓာတ်ကိုအပြည့်အဝဖြည့်ပေးပါတယ်။ creams တွေကရေဓာတ်ကိုထိန်းပေးပါတယ်။ moisturizer တွေကနေ့စဉ်သုံးဖို့ကောင်းပါတယ်။ hyaluronic acid အမျိုးမျိုးပါဝင်တဲ့ multi-molecular weights ပါတဲ့ထုတ်ကုန်တွေကိုရှာဖွေသင့်ပါတယ်။သူတို့ကအသားရည်တဲ့ပုံမစိမ့်ဝင်ပြီးရေဓာတ်ကိုပုံမနှက်ဆိုင်စွာဖြည့်ဆည်းပေးနိုင်ပါတယ်။အမြဲတမ်းအသားရည်ဆိုးစွတ်နေတုန်းလေးမှာလိမ့်ပေးရင်ပိုပြီးထိရောက်ပါတယ်။ဘာလို့မရှိမဖြစ်လိုအပ်တာလဲ။ကျန်းမာပြီးတောက်ပနုပြိုတဲ့အသားရည်ကိုလိုချင်နေဆိုရင် hyaluronic acid ဟာမရှိမဖြစ်ပါသုံးရတာလွယ်ကူတယ်ချစ်ဖို့ကောင်းတယ်သိပ္ပံနည်းကျထောက်ခံထားတယ်ဘယ် hyaluronic acid ထုတ်ကုန်ကတင့်အတွက်တင့်တော်လဲဆိုတာသိကျင်နေဆိုရင်တော့နောက်ထပ် skin care နီးလန်းကောင်းတွေအတွက်ကျမတို့ရဲ့ page ကို follow လုပ်ထားပါအောင်နော်ဒါမှမဟုတ်ထောက်ခံချက်တွေအတွက်ကျမတို့ကို message ပို့ပြီးမေးလို့ရပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်တင့်အသားရည်ဟာအကောင်းဆုံးနဲ့ထိုက်တန်ပါတယ်ရှင်